ကျွန်တော်တို့ကတွက်တဲ့အချိန်မှာဘာကြီးတွက်လဲဆိုတော့ဒါကတော့9သိန်းတန်ပြည်နယ်ငွေ9သိန်းတန်ဒီကတရွက်9သိန်းတန်ရှိလားနောက်ပါရှိရုံးမယ်ကျွန်တော်တို့3သိန်းတန်လေးရှိနောက်တော့ကျွန်တော်ဒီ3သိန်းတန်လေးရှင်းပြပေးမယ်မှန်းတော့လေသူတို့စီမှာလည်းအဲ့လောက်ထိသိန်းကနန်းနဲ့တိတ်မသုံးဘူးဗျမှန်းတော့ဒီကလူတွေကဥမာ၄စိရောက်ပြီဆိုလို့ရှိရင်လဲလိုက်တယ်ငွေလဲလိုက်တယ်ချိန်မှာ10 million 5 million အဲ့လို million နဲ့ချီတယ်ပေါ့အမှန်တော့မဟုတ်ပါဘူးလွယ်လေးပါဒီနောက်မှာမှန်တာဒီမှာတက်လာဓာတ်သမလေးရှိတယ်ဓာတ်သမနောက်မှာ3ညာ3လုံး3လုံးအမြင်ရှိတယ်ဘယ်ပတ်စံပဲဖြစ်ဖြစ်အဲ့ဒီမှာဓာတ်သမရဲ့အနောက်မှာ3ညာ3လုံးအမြင်ရှိတယ်အဲ့တော့သူတို့ကအဲ့ဓာတ်သမနောက်က3ညာ3လုံးကိုဖြုတ်လိုက်တယ်ဒီလိုဖြုတ်လိုက်တယ်အဲ့တော့ဒီရှေ့မှာဓာတ်သမရှေ့မှာပေါ်နေတာ100လို့ပဲပေါ်တယ်အဲ့တော့သူတို့ကဒီဒါကို 100k နောက်က3ညာ3လုံးစာကို k သုံးထားတယ်အဲ့တော့ကျွန်တော်တို့ဈေးတွေသွားတယ်ဟိုမှာဈေးတိုင်းတစ်ဆိုင်ဆိုင်ပေါ့နော်အဲ့လိုသွားတယ်ကိုဝယ်စရာရှိတယ်ဆိုလို့ရှိရင်ကြည့်လိုက်တယ်အင်ကြီးဥပမာအင်ကြီးတစ်ထည်မှာ 100k လို့ရေးထားတယ်သူတို့အဲ့ဒါဆိုလို့ရှိရင်ဒါလေးသဘောပေါက် item သူတို့ဒီလိုမျိုး3သိန်းလို့လည်းမရေးထားပါဘူးသူတို့အဲ့တော့ 100k နောက်က3ညာ3လုံးဖြောက်ပြီးတော့ 100k အဲဒါဆိုရင်ဒါလေးတစ်ရွက်ပေးလိုက်ရင်ရပြီအဲ့ဒီမှာအင်ကြီးမှာက200k 200k လို့ရေးထားတယ်ပေါ့နော်သူတို့သူတို့လည်းပြောစက်ကလည်းပြောပါတယ်အဲ့တော့ 100k 200k အဲ့လိုမျိုးပေါ့အဲ့လိုဆိုလို့ရှိရင်ဒါမျိုးလေး2ရွက်ပေးလိုက်ရပါတယ်ဥပမာ90ဆိုလို့ရှိရင်ဒါဆို90တန်းတဲ့လားဓာတ်သမားနောက်က3ညာ3လုံးကိုဖြုတ်လိုက်တော့90 90ဒါမျိုး2ရွက်ကဒါတစ်ရွက်ဆို100ပေါ့ဒါဆိုတွက်လို့လွယ်သွားပြီဒါဆိုရင်900တန်း9သိန်းလို့မတွက်တော့ဘဲနဲ့ဓာတ်သမားနောက်က3ညာ3လုံးကိုဖြုတ်လိုက်ရှေ့မှာ900အဲ့ဒါဆိုရင်ကျွန်တော်ပစ္စည်းတစ်ခုကိုဝယ်တယ် 500k လို့သူတို့ရေးထားတယ်ဆိုလို့ရှိရင်ဒါ 900k ပေါ့ဒါ900ပဲအဲ့တော့အဲ့ဒါဆိုလို့ရှိရင်ဟုတ်ပြီပတ်စံတော့ဒီ amount တွေရေးထားတာတော့သဘောပေါက်သွားပြီဟိုကျွန်တော်တို့ဒီအကျင့်ရှိတယ်အဲ့တွေတော်တော်များများကျွန်တော်တိုးကိုင်းလုပ်တဲ့အချိန်တော့ဆိုလို့ရှိရင်BNN ခီးစဉ်ဒီလောက်ရှိရင်အဲ့တွေကမေးတယ်ပါမေးလဲဆိုတော့သူတို့မတွက်တတ်တော့အဲ့ကဏ္ဍကနေဟိုကနေရှုပ်သွားအဲ့လိုမတွက်တဲ့အချိန်မှာသူတို့ကဘာဝဲမြန်မာငွေလေးနဲ့ပြန်ချိန်ကြည့်တာတို့ဒါတော့တော်တော်များများပါပဲဒါတန်ရဲ့လားပေါ့ဒီလိုဟာမျိုးပဲဒါနဲ့ပဲကျွန်တော်အရင်တွက်ပြလိုက်မယ်ဒါဆို 100k နောက်က3ညာ3လုံးဖြုတ်လိုက်တော့ 100k ပေါ့နော်အဲ့လို 100k ဒါလေးတစ်ရွက်ကဘယ်လောက်နဲ့မြန်မာငွေဘယ်လောက်နဲ့ညီလဲဆိုတော့ဒီနေ့ rate ကတော့ကျွန်တော်မသိတော့မနေ့က rate နဲ့ဆိုရင်တော့19000ဟုတ်တယ်19000နဲ့6ကျပ်19000မြန်မာငွေ19000အဲ့တော့အင်ကြီးတစ်ထည် t-shirt တစ်ထည်ဝယ်လိုက်မယ်ဆိုလို့ရှိရင်